Hello ခိုင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Istanbul ကနေပြီးတော့ Princess Island ကိုသွားခဲ့တဲ့ mini blog လေးကြောင်းပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်အဲ့လိုပဲပေါ့နော် stress တွေရမ်းများလာပြီဆိုရင်ကျွန်တော်မျိုးပြားနဲ့ဝေးကွာတဲ့နေရာလေးတစ်ခုကိုကျွန်တော်သွားလေးရှိတယ်ပေါ့အဲ့နေရာလေးကိုကျွန်တော်ဒီ Istanbul နဲ့လည်းအရမ်းမဝေးတဲ့ Princess Island လေးရောကျွန်တော်တို့ရွေးချယ်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်နေပေါ့နော်ကျွန်တော်တို့အနေနဲ့ကျွန်တော်ဒီ motor boat လေးကိုစီးပြီးတော့ဒါ Bosphorus ရေလက်ကြားမှာရှိတဲ့လပတွေကိုခံစားလို့သွားလို့ရတယ်နောက်ပြီးအခုလိုမျိုးရှေးအောင်မွေနေ့တွေနဲ့ပြည့်နှက်နေတဲ့နေရာတွေကိုကျွန်တော်မျက်မြင်ကြည့်ရှုပြီးသွားလို့ရတယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်ဒီသင်္ဘောလေးကိုစီးရင်နဲ့2 နာရီလောက်ကြာတဲ့အခါမှာတော့ကျွန်တော်တို့အခုလိုမျိုး Princess Island ကိုရောက်ရှိပဲဖြစ်ပါတယ် Princess Island ကကျွန်တော်နေရာဒီမှာဆိုရင်တော့လူရန်သွားများပေါ့နော်အခုလိုမျိုးဆောင်းရာဒီမှာသွားမယ်ဆိုရင်တော့ဒါခင်ဗျားတို့အနေနဲ့အေးချမ်းတွေကိုလွတ်လွတ်လပ်လပ်သွားလို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာရှိတဲ့နေရာလေးတွေကတော့တော်တော်တန်းကျွန်တော်ဒီမျိုးပြရဲ့အငွေ့သက်တွေနဲ့လုံးဝကင်းစင်နေပြီးတော့လုံးဝ relax ချိလို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်များသောအားဖြင့်တော့ဒီစပိန်စီးဖို့လာမယ်ပေါ့နော်စပိန်နဲ့စီးလို့ရတယ်နောက်ပြီး hiking လည်းလုပ်လို့ရတယ်နောက်ပြီးဒီမှာရှိတဲ့အဆောက်အအုံတွေရဲ့ decoration လေးတွေလုံးဝကိုကျွန်တော်ဂျုံထွက်နေပေါ့နော်တော့မှမမြင်ဘူးပုံစံမျိုးတွေရှိတယ်အဲ့နောက်မှာကျွန်တော်နည်းနည်းလေးစပိန်စီးရများသွားပြီဆိုရင်တော့အခုလိုတောအုပ်လေးတွေနောက်ပြီးတော့ဒီလိုမျိုးချစ်တူလမ်းကြားတွေပေါ့နော်ရှိတယ်ဒါပေမဲ့ခင်ဗျားတို့နဲ့မသက်ဆိုင်ဘူးနော်ကျွန်တော်ချစ်သူရှိတဲ့လူတို့လုံးဝသက်ဆိုင်တဲ့နေရာမျိုးလေးတွေဖြစ်တယ်ကျွန်တော်အဲ့လိုနေပေါ့နော်ဒီစပိန်ကိုတွင်းနဲ့ကျွန်တော်ပင်လေရဲ့လုံးဝလှတဲ့ရှူရင်းနေရာတခုရောက်တော့ကျွန်တော်တောင်လေးထောက်လိုက်တယ်အဲ့အချိန်မှာကျွန်တော်ထိုင်ကုန်ပေါ်တက်ထိုင်ပြီးတော့လုံးဝကိုပဲကျွန်တော်ပင်လေလှပယူကြည့်ရှုခံစားလိုက်ပါတယ်အဲ့မှာဒီတင်မောလေးတွေနောက်ပြီးကျွန်းလေးတွေကိုမြင်တွေ့နေရတဲ့ feeling อ่ะပေါ့နော်ကျွန်တော်တို့ဒီဘာမှမဆိုင်ဘူးလုံးဝစိတ်ထဲမှာ relax ဖြစ်သွားတယ်အဲ့ကျွန်တော် recommend ပေးချင်တဲ့နေရာတစ်ခုရှိတယ်အဲ့ဒါကျွန်တော်ဒီလိုမျိုး sunset ကိုဒီကျွန်းလေးကြည့်မယ်ဆိုရင်လုံးဝလှပပါတယ်အဲ့မှာ color တွေကလည်းရမ်းလာကုန်နော်အဲ့လိုနေပဲကျွန်တော်ရဲ့တနေ့တာသွားခဲ့တဲ့ခရီးစဉ်တွေတော့ပုံဆုံးဖြစ်ပါတယ်